မိတ်ဆွေတို့ကွန်ပျူတာမှာ screen shot ရိုက်တိုင်း print screen ကိုပဲနှိပ်ပြီးတော့သုံးနေတော့မယ်လားဒါဆိုလို့ရှိရင်အခုကျွန်တော်ကကွန်ပျူတာရဲ့ screen မှာကိုလိုချင်တဲ့စိတ်ပိုင်းလေးကိုပဲကွက်ပြီးတော့ screen shot ရိုက်တဲ့နည်းလေးကိုပြပေးပါမယ်အဲ့တော့သူက shortcut key လေးပဲသုံးအောင်ပဲဖြစ်ပါတယ်ဘာသုံးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့နော်ကွန်ပျူတာရဲ့ keyboard ကနေ window ရဲ့နော် shift ရဲ့ s ရဲ့ကိုတွဲနှိပ်လိုက်မယ်Window key ရဲ့ Shift key ရဲ့ S ရဲ့ကိုတွဲနှိပ်လိုက်ပြီဆိုတာနဲ့ဒါမျိုးလေးပေါ်လာပါမယ်ပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ကကိုကြိုက်တဲ့နေရာလေးကို select လို့ရပါတယ် select လိုက်ပြီဆိုရင်သူကဒါ clipboard ပေါ်မှာ copy ကူးထားပြီးသားဖြစ်သွားမှာပါအဲ့ဒါလေးကိုဒီမှာလေးလာပြပေးပါတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကတရားရောက်စီကိုပို့တာပဲဖြစ်ဖြစ်ကိုယ့်အကိုသိမ်းတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်အဲ့တော့နမူနာအနေနဲ့ကျွန်တော်တို့ကဒီပုံသုံးပြီးတော့တရားရောက်စီပို့မယ်ဆိုရင်ဒီမှာ control နဲ့ V နဲ့တွဲနှိပ်လိုက်တာနဲ့ခုနကကျွန်တော်တို့ select မှတ်ထားတဲ့ဓာတ်ပုံလေးရလာပါပြီအဲ့ဓာတ်ပုံလေးကိုတရားရောက်စီကိုစမ်းပို့